ဟဲဖပိုးနဲ့အတူရှင်တန်နေထိုင်ကြတဲ့အမှုပညာရှင်များဒီစရင်ရဲ့နောက်ဆုံးတစ်ယောက်ကတော့တင့်ကိုအံ့အားသင့်စေပါလိမ့်မယ်နံပါတ်3 easy နိုရက်ပတ်အဆိုတော်ဟာ1995ခုနှစ်မှာသူ AIDS နဲ့ယောဂရှိနေကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီးဂီတလောကကိုတုံ့လှုပ်စေခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကဒီယောဂဟာလူအများနားလည်မှုလွဲနေကြပြီးကြောက်ရွံ့မှုတွေနဲ့ဝန်းရံနေတဲ့အချိန်ဖြစ်ပါတယ်ကြေညာချက်ထုတ်ပြန်ပြီးရက်တပတ်အနည်းငယ်ကြာမှာပဲ easy ဟာအသက်32နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ပြီး HIV အသိပညာပေးမှုကိုကမ္ဘာကအာရုံစိုက်လာအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်နံပါတ်2 Freddie Mercuryခွေးအဖွဲ့ရဲ့နာမည်ကျော်အဆိုတော်ကြီးဟာ1980ပြည့်လွန်နှစ်များနောက်ပိုင်းမှာဟစ်ပပိုးရှိကြောင်းသိရှိခဲ့ရပေမဲ့နှစ်ပေါင်းများစွာလှုပ်ဝက်ထားခဲ့ပါတယ်။သူ့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးကောလာဟာလတွေအကြကြီးထွက်ပေါ်ခဲ့ပေမဲ့သူကိုယ်တိုင်လူသိရှင်ကြားပြောကြားတာမျိုးရှားပါခဲ့ပါတယ်။1990ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာတော့ Mercury ဟာသူ့ရဲ့ရောဂါခံစားနေရကြောင်းနောက်ဆုံးမှာအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ဝမ်းနည်းစရာကောင်းတာကအဲ့ဒီထုတ်ပြန်ချက်ထွက်လာပြီးနောက်တစ်ရက်မှာပဲအသက်45နှစ်အရွယ်မှာသူကွယ်လွန်သွားခဲ့ပါတယ်။နံပါတ်1 Henry Shieldsနာမည်ကျော် Broadway မင်းသားနဲ့တနီဆူရှင် Henry Shields ဟာ1980ပြည့်လွန်နှစ်တွေကတည်းကဟက်ပိုးနဲ့အတူရှင်တန်နေထိုင်လာခဲ့တာပါ။အဲ့ဒီအချိန်တုန်းကဒီယောဂဟာအလွန်ကြောက်စရာကောင်းပြီးလူမှုပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့မှုကိုခံရတဲ့အတွက်အမှုပညာတက်တန်းကုန်ဆုံးသွားပြီလို့လူများကယူဆခဲ့ကြပါတယ်။ဒါပေမဲ့သူဟာဆယ်စုနှစ်များစွာကြာအောင်စင်တင်ဖြောပြမှုတွေစက်တိုက်လှုပ်ဆောင်ခဲ့ပါတယ်။2019ခုနှစ်မှာတော့သူဟာ Headstone ပြဇာတ်နဲ့တနီဆူကိုရရှိခဲ့ပါတယ်။သူဟာဟက်ပိုးနဲ့အတူနှစ်ပေါင်း40နီးပါးဖြောပြမှုတွေလှုပ်ဆောင်နေတာကိုပရိသတ်တွေနောက်မှသိသွားတဲ့အခါသူ့ရဲ့ကြံ့ကြံ့ခံနိုင်ရှိမှုအပေါ်လူအများကလေးစားအားကျခဲ့ကြပါတယ်။ဘသူဇလန်ကတင့်ကိုအံ့ဩစေဆုံးလဲ